နေ့တစ်နေ့မနက်မှာမိတ်ဆွေရအိယာကနေနိုးလာတဲ့အချိန်ကားထဲစီထဲကိုသွားမယ်ဆိုပါစို့ဒါပေမဲ့စီဆိုင်တွေပိတ်ထားတယ်လေရင်တွေမပြန်တော့ဘူးကုန်တင်သင်းမောတွေမရွေးတော့ဘူးစက်ရုံတွေကလည်းတစ်ခုပြီးတစ်ခုပိတ်သွားတယ်ဘာကြောင့်လဲဆိုတော့ကမ္ဘာစီးပွားရေးရဲ့သွေးကြောကြီးလိုဖြစ်နေတယ်ရေနံပို့ဆောင်ရေးလမ်းကြောင်းတွေတစ်ချိန်တည်းမှာရပ်တန့်သွားခဲ့လို့ပါမိတ်ဆွေဒါဟာစိတ်ကူးရင်ဇလံတပုံမဟုတ်ပါဘူးအခုလက်ရှိကမ္ဘာမှာနိုင်ငံရေးကြီးကြားစီးရေးတင်းမာမှုတွေရေနံလမ်းကြောင်းတွေကိုအချိန်မရွေးပိတ်သွားနိုင်တဲ့အန္တရာယ်တွေတဖြည်းဖြည်းကြီးလာနေပါတယ်ဒီဗီဒီယိုထဲမှာဘာကြောင့်ဒီလိုတန်းရှင်းနေတက်လာတာလဲရေနံလမ်းကြောင်းတွေဘယ်လောက်အရေးကြီးလဲတကယ်ပိတ်သွားရင်ကမ္ဘာမှာဘာတွေဖြစ်နိုင်လဲဆိုတာတွေကိုမိတ်ဆွေနဲ့အတူအဆင့်လိုက်ဆွေးနွေးသွားကြပါမယ်ပတ်ဝန်းကမ္ဘာအရေးခင်ဘာကြောင့်တင်မာလာတာလဲ2020နောက်ပိုင်းကမ္ဘာကြီးကိုကြည့်ရင်နိုင်ငံကြီးကြားအပြိုင်မှုတွေတဖြည်းဖြည်းပြန်တက်လာပါတယ်အဓိကကတော့အမေရိကန်တရုတ်ရုရှားဒီနိုင်ငံကြီးတွေပါဒီအရာနိုင်ငံရေးပညာရှင်တွေက Great Power Convention လို့ခေါ်ပါတယ်ကိုကဖြစ်ပြီးတဲ့နောက်မှာအမေရိကန်ကကမ္ဘာအင်အားအကြီးဆုံး Super Power တနိုင်ငံဖြစ်နှစ်ပေါင်းများစွာအာဏာထိန်းထားနိုင်ခဲ့ပါတယ်ဒါပေမဲ့2000နောက်ပိုင်းမှာတရုတ်စီးပွားရေးအလွန်လျင်မြန်စွာတက်လာပါတယ်ရုရှားကလည်းစစ်ရေးအင်အားပြန်တိဆောက်လာတယ်အဲ့ဒီချိန်ကစပြီးကမ္ဘာနိုင်ငံရေးဟာအမျိုးပြောင်းလာခဲ့ပါတယ်မိတ်ဆွေနိုင်ငံရေးတွေကြားမှာအင်အားပြိုင်တဲ့အခါအဓိကအရေးကြီးဆုံး resort တစ်ခုရှိပါတယ်အဲ့ဒါကတော့ energy အထူးသဖြင့်ရေနံပါဘာကြောင့်လဲဆိုတော့ယနေ့ခေတ်ကမ္ဘာစီးပွားရေးတစ်ခုလုံးဟာ energy မရှိဘဲမလဲပတ်နိုင်ပါဘူးကားတွေလေယာဉ်တွေစက်ရုံတွေကုန်တင်မောတွေအားလုံးဒီပါဟာရေနံနဲ့ gas ပေါ်ကိုမှီခိုနေကြတာပါဒါကြောင့်ပဲ energy supply ကိုထိန်းချုပ်နိုင်တဲ့နိုင်ငံတွေဟာကမ္ဘာနိုင်ငံရေးမှာအလွန်အရေးကြီးလာပါတယ်ဥပမာပြောရရင် Middle East မှာရှိတဲ့ Saudi Arabia အီရန် UAE ကူဝိတ်ဒီနိုင်ငံတွေဟာကမ္ဘာရေနံအများဆုံးထုတ်လုပ်တဲ့နေရာတွေပါဒါကြောင့်ဒီဒေသမှာတန်းရှင်းဖြစ်လာရင်ကမ္ဘာစီးပွားရေးကိုတိုက်ရိုက်ထိခိုက်နိုင်ပါတယ်ကမ္ဘာအရေးကြီးဆုံးစီလန်းကြောင်းများမိတ်ဆွေကမ္ဘာမှာရေနံကိုတည်ဆောင်တဲ့အခါအလွန်အရေးကြီးတဲ့6 point လို့ခေါ်တဲ့ရေလမ်းကြောင်းတွေရှိပါတယ်ဒီနေရာတွေကတဘာဝအရကျင်းမြောင်းတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်ဒီနေရာတွေပိတ်သွားရင်ရေနံပို့ဆောင်မှုတွေတစ်ခုလုံးရပ်သွားနိုင်ပါတယ်အရေးကြီးဆုံးတစ်ခုကတော့ Hormuz Strait ဒီနေရာပါရှန်ကန်နဲ့အိန္ဒိယအိုရှန်ကိုဆက်ထားတဲ့ရေလမ်းကြောင်းပါကမ္ဘာရေနံရဲ့20%လောက်ကဒီလမ်းကြောင်းကနေနေ့တိုင်းဖြတ်တန်းနေပါတယ်ဆိုလိုတာဒီနေရာပိတ်သွားရင်နေ့တိုင်းရေနံတန်းပေါင်းများစွာကမ္ဘာစီးကွက်ကိုမရောက်နိုင်တော့ပါဘူးဒါကြောင့်ပဲအီရန်နဲ့ Western Country တွေကြားမှာဒီနေရာအလွန် sensitive ဖြစ်နေပါတယ်အကယ်၍အီရန်ဟာဒီလမ်းကြောင်းကိုပိတ်မယ်ဆိုရင်ကမ္ဘာရေနံဈေးကချက်ချင်းခုန်တက်သွားနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့နေရာကတော့ဆူအက်ကန်နယ်ဒီနေရာ Mediterranean Sea နဲ့ Red Sea ကိုဆက်ထားတဲ့ရေလမ်းကြောင်းပါအာရှကနေဥရောပကိုသွားတဲ့ကုန်သွယ်ရေးအများစုဟာဒီကန်နယ်ကိုပဲအသုံးပြုပါတယ်ကမ္ဘာကုန်သွယ်ရေးရဲ့10%လောက်ကဒီနေရာကနေဖြတ်တန်းနေပါတယ်မိတ်ဆွေ2021ခုနှစ်မှာ Ever Given ဆိုတဲ့ကုန်တင်နာရှစ်တစီးဆူအက်ကန်နယ်မှာတပတ်လောက်ပိတ်သွားခဲ့ပါတယ်အဲ့ဒီတပတ်ထဲမှာကမ္ဘာကုန်သွယ်ရေးဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်ဒါရေလမ်းကြောင်းတစ်ခုဘယ်လောက်အရေးကြီးလဲဆိုတာပြတဲ့အိတ်စမဲတစ်ခုပါပတ်3စီစပလိုင်းရပ်သွားရင်မိတ်ဆွေရေနံ supply ဟာတကယ်ပဲရပ်သွားမယ်ဆိုရင်ပထမဆုံးဖြစ်လာတာ oil price explosion ပါတမိုင်းမှာဒီလိုဖြစ်ခဲ့တာရှိပါတယ်1973 oil crisis Middle East စစ်ပွဲနောက်ပိုင်းမှာ OPEC နိုင်ငံတွေက Western Country တွေကိုရေနံ export ကန့်သတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရေနံဈေး4 ဆလောက်တက်သွားခဲ့ပါတယ်အဲ့ဒီရလက်ကစက်ရုံတွေပိတ် unemployment တက် inflation တက် recession ဖြစ်ဒီလိုကမ္ဘာစီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်
မိတ်ဆွေယနေ့ခေတ်မှာ globalization ပိုပြီးမြင့်လာတဲ့အတွက်ထိခိုက်မှုကအရင်အထက်ပိုကြီးနိုင်ပါတယ်။ Part 4ဘယ်နိုင်ငံတွေအများဆုံးထိခိုက်မလဲ။ Oil supply crisis ဖြစ်လာရင်နိုင်ငံတိုင်းထိခိုက်ပါတယ်။ဒါပေမဲ့အများစုထိခိုက်မဲ့နိုင်ငံတွေကတော့ဂျပန်၊ဆောက်ကိုရီးယား၊အိန္ဒိယ၊ China European Union ဒီနိုင်ငံတွေဟာ Middle East oil ကိုအလွန်မှီခိုနေကြတာကြောင့်ပါ။ဥပမာဂျပန်ရဲ့ oil import ရဲ့90%လောက်က Middle East ကလာတာပါ။ဒါကြောင့် Hormuz Strait ပိတ်သွားရင်ဂျပန် economy ကိုတိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ Part 5နောက်ဖြစ်လာနိုင်တဲ့ကမ္ဘာမိတ်ဆွေပညာရှင်တွေကအနာဂတ် scenario 3 ခုကိုခန့်မှန်းထားခဲ့ပါတယ်။ Scenario 1 Regional Conflict ဒီလိုဖြစ်လာရင် oil price တက်ပေမဲ့ global crisis မဖြစ်နိုင်သေးပါဘူး။ Scenario 2 oil choke point closure ဒီလိုဖြစ်လာရင် energy crisis ဖြစ်လာနိုင်ပါတယ်။ Scenario 3 Great Power Conflict နိုင်ငံကြီးတွေကပါလာရင်ကမ္ဘာစီးပွားရေး structure တစ်ခုလုံးပြောင်းသွားနိုင်ပါတယ်။ဒါပေမဲ့ဒီ crisis ကအန္တရာယ်တစ်ခုဖြစ်တယ်လို့အခွင့်အလမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ Renewable Energy Electric Vehicle ဒီ sector တွေပုံမှန်မြန်တိုးတက်လာနိုင်ပါတယ်။ And then မိတ်ဆွေကမ္ဘာသမိုင်းကိုကြည့်မယ်ဆိုရင်အကြီးမားဆုံးပြောင်းလဲမှုတွေကအများနဲ့ crisis တွေကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။စစ်ပွဲတွေenergy crisis တွေစီးပွားရေးပြိုကွဲမှုတွေအဲ့ဒီခါတိုင်းကမ္ဘာကြီးကအသစ်တစ်ခုပြန်မွေးဖွားလာခဲ့ပါတယ်။ဒါကြောင့်မေးခွန်းတစ်ခုရှိလာပါတယ်မိတ်ဆွေ။အခုဖြစ်နေတဲ့ global tension တွေဟာနောက်လာမယ့်ကမ္ဘာအသစ်ရဲ့အစဖြစ်မလား။ဒါမှမဟုတ်သမိုင်းထဲမှာနောက်တစ်ခါထပ်ဖြစ်လာမယ်ကြီးမားတဲ့ crisis တစ်ခုလား။မိတ်ဆွေတို့ရောယနေ့ဖြစ်နေတဲ့ကမ္ဘာအရေးနဲ့ပတ်သက်လို့ဘလို့မြင်လဲဆိုတာကိုမှတ်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတွေ့တစ်ခုခုရခဲ့မယ်ဆိုရင်တခြားသူတွေကိုလည်းမျှဝေပေးခဲ့ပါဦး။ဒီဗီဒီယိုကနေမိတ်ဆွေတို့ကိုအသွေးအသစ်အမြင်သစ်တွေရလာစေမယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်။မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။